ထက်ထက်ထုံးကိုမကောင်းပြောဖို့အတွက်တိုင်ပင်ထားပြီးမှထုတ်ပြောလာတဲ့ဖာစီကလက်တလုံးမှာထက်ထက်ထုံးအကြောင်းဖြည့်မိတဲ့စကားတစ်ခုကြောင့်ဆိုရှယ်မီဒီယာမှာဝေဖန်ခံနေရတာဖြစ်ပါတယ်။ဖာစီကဂက်တာအန်ဘစ်တာရှိုးမှာပါဝင်ခဲ့တာဖြစ်ပြီးရှိုးကမကြခင်ပြသသွားတော့မှာပါ။မကြခင်ရှိုးကိုပြသတော့မှာဖြစ်တဲ့အတွက်အပိုင်းစတိုလေးတွေထုတ်ပြကလူစိတ်ဝင်စားအောင်လုပ်နေကြတာပါ။ပြီးခဲ့တဲ့ရက်မှာကြော်ညာထုတ်လိုက်တဲ့အချိန်မှာဖာစီကိုနုပညာလောကထဲမှာအမုန်းဆုံးမင်းသမီးကိုဖြည့်ပေးပါလို့မိကုမေးခံထားရပါတယ်။ဒီမိကုကရှော့ရှိနိုင်တဲ့မိကုဖြစ်တဲ့အတွက်တော်တော်များကရှောင်ကြတာပါ။ဒါပေမဲ့ဖာစီကတော့မိကုကိုဖြည့်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။နောက်ဆုံးအဆုံးသတ်မှာမိကုကိုဖြည့်မယ်လို့ဆုံးဖြတ်ပြီးတော့ဖြည့်လိုက်တာပါ။ဖာစီကနုပညာလောကထဲမှာသူ့မိုးဆုံးမင်းသမီးကိုထက်ထက်ထုံလို့ဖြည့်ခဲ့တာပါ။ထက်ထက်ထုံရဲ့တရုတ်ဆောင်တဲ့ပုံစံက over IT ဖြစ်တဲ့အတွက်သူ့အနေနဲ့မုံရပါတယ်ဆိုပြီးဖြည့်ဆို့ထားခဲ့တာပါ။အဆိုပါပိုင်းစာလေးကိုစီစဉ်သူဘက်ကလည်းကြညာဖို့အတွက်ထည့်ထားခဲ့တာပါ။ဒါကြောင့်မလို့ပွဲကြီးပွဲကောင်းတော့ဖြစ်ပြီလို့အားလုံးကလည်းမှတ်နေကြတာပါ။ဖာစီကထက်ထက်ထုံကိုစိန်ခေါ်လိုက်ပြီလို့ထင်နေကြတာပါ။အခုလိုအနုပညာလောကမှာအမုန်းဆုံးမင်းသမီးလို့ပြောခံရတဲ့ပေါ်ထက်ထက်ထုံကိုယ်တိုင်ကစီဆိုးတာမျိုးရှိမနေခဲ့ပါဘူး။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးဘာမှလည်းမပြောဘဲမသိချင်အောင်ဆောင်ပြီးတော့ဒါနေခဲ့တာပါ။ထက်ထက်ထုံဘက်ကငြိမ်နေတာမလို့အားလုံးကအံ့အားသင့်နေကြတာပါ။ဒါပေမဲ့လူအများကတော့ဖာစီကိုသာပြစ်တင်နေကြတာပါ။ထက်ထက်ထုံရဲ့ fan တွေကလည်းသူတို့မင်းသမီးကိုပြောရကောင်းလားဆိုပြီးတော့အပြစ်တင်ဝေဖန်ကြတာပါ။ဖာစီကတော့သူခုလိုပြောတယ်ဆိုတာထက်ထက်ထက်ထုံနဲ့တိုင်ပင်ပြီးတော့ပြောထားခဲ့တာဆိုပြီးတော့ပြောလာခဲ့တာပါ။အစီအစဉ်မှာဖြည့်ပြီးရတဲ့ထက်ထက်ထုံစီကိုဖုံးဆက်ပြီးတော့တခါတည်းပြောထားခဲ့တာပါ။မင်းသမီးဘက်ကလည်းပြောလာတာနဲ့စိတ်ဆိုးရတောင်မှမရှိပါဘူး။မင်းသမီးတွေအများကြီးထဲမှာဖာစီနေနဲ့သူ့နာမည်ကိုတတိယပေးရတဲ့တင်ကျေးဇူးတင်တယ်လို့ပြောခဲ့တာပါ။ထက်ထက်ထုံဘက်ကကြည်ပြူတဲ့ဆိုရဲအတွက်ဖာစီကလည်းပြောရဲဆိုရဲခဲ့တာပါ။ဖာစီကိုယ်တိုင်လည်းထက်ထက်ထုံကိုမကောင်းတဲ့အရာတွေဖြစ်စေခြင်းနဲ့ဆန္ဒကြောင့်ပြောဆိုတာမျိုးလုံးဝမရှိပါဘူး။ထက်ထက်ထုံကိုမမုံပါဘူး။သူတို့နှစ်ယောက်ကြားမှာမုံရမယ့်အကြောင်းရင်းတွေလည်းမရှိတာကြောင့်ပါ။ဖာစီကထက်ထက်ထုံနဲ့ဆက်ဆံရေးမစင်ပြေတာမျိုးလည်းမရှိပါဘူး။သူ့အနေနဲ့မုံရတယ်လို့ပြောတဲ့အကြောင်းရင်းကသမီးဆိုးကာရီတာကြောင့်ပါ။သမီးဆိုးဇလန်တွေမှာထက်ထက်ထုံတရုပ်ဆောင်တာတွေကအိုဘာဖြစ်တယ်လို့ခန်းစားရတဲ့အတွက်အခုလိုဖြေခဲ့တာဖြစ်ပါတယ်။ဒီလိုဖြေလို့လေထက်ထက်ထုံနဲ့သူမတို့ကြားမှာအငင်းပွားစရာတစိုးတရားမရှိခဲ့ပါဘူး။ဖာစီကတော့နုပညာလောကမှာနုပညာရှင်အလုံးနဲ့ဆက်ဆံရေးကောင်းအောင်သာနေထိုင်တာဖြစ်ပါတယ်။ထက်ထုံကမုန်းစရာကောင်းတယ်လို့ဖြေခဲ့ရတာသူတစ်ချိန်မှပထမဆုံးမဟုတ်တော့ပါဘူး။တိုင်တုံးကလည်းဒေဝိမေစီစဉ်မှာသူနဲ့တွေ့ရိုက်တဲ့မင်းသမီးတွေထဲမှာထက်ထက်ထုံကမုန်းစရာကောင်းဆိုလို့ဖြေခဲ့တာပါ။မုံရတဲ့အကြောင်းရင်းကလည်းသမီးဆိုးဇလန်တွဲကြောင့်လို့ဆိုပါတယ်။ထက်ထုံနဲ့အဆင်ပြေတဲ့အတွက်ပြဿနာဖြစ်ခဲ့တဲ့ဖာစီပေါ်မှာအမြင်လေးတွေကိုပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီနေနုပညာရှင်တွေရဲ့အသင်းနဲ့တူပြန်လာခဲ့အောင်မှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့အောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချက်မြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပါရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရစေ။